လွန်ခဲ့သော14ရာစုအချိန်ကအလွန်အင်အားကြီးပြီးအာရှတခွင်လုံးကကုန်သည်တွေလာရောက်စုဝေးခဲ့တဲ့တိုင်းပြည်တစ်ခုရှိခဲ့ပါတယ်။ရွှေရောင်ဖျားเจ้าတွေကြီးမားတဲ့နန်းတော်တွေအင်အားကြီးစစ်တပ်တွေနဲ့အလွန်ချမ်းသာတဲ့မြို့ကြီးတစ်မြို့ဒီတိုင်းပြည်ကိုတော့အယုဒယဘုရင်နိုင်ငံလို့ခေါ်ကြပါတယ်။ယနေ့ထိုင်းနိုင်ငံမှာတည်ရှိပြီးဒါပေမဲ့တစ်ချိန်မှာတော့ဒီအင်အားကြီးတိုင်းပြည်ဟာမီးလောင်ပျက်စီးသွားခဲ့ပြီးမြို့တစ်မြို့လုံးဟာအပြက်အစီးတွေအဖြစ်ပဲကျန်ရှိခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့တစ်ချိန်ကအာရှရဲ့အင်အားကြီးတိုင်းပြည်တစ်ခုဘလို့ပေါ်ပေါက်ခဲ့လဲ။ဘာကြောင့်ဒီလောက်အင်အားကြီးလာခဲ့လဲ။ပြီးတော့ဘာကြောင့်ပျောက်ကွယ်သွားခဲ့တာလဲဆိုတာကိုပြောပြပေးသွားမှာပါ။14ရာစုအချိန်ကထိုင်းနိုင်ငံမှာနိုင်ငံငယ်တွေမြို့ပြနိုင်ငံတွေအများကြီးတည်ရှိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဦးထုံးဆိုတဲ့မင်းသားတစ်ယောက်ဟာမြို့တစ်ခုကိုတည်ထောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူရွေးချယ်ခဲ့တဲ့နေရာကတော့မြစ်ကြီး3ခုကြားမှာတည်ရှိတဲ့နေရာဖြစ်ပြီးကာကွယ်ရေးအတွက်အရန်ကောင်းတဲ့နေရာဖြစ်ခဲ့ပါတယ်။1350ခုနှစ်မှာတော့သူဟာမြို့တစ်ကိုတည်ထောင်ခဲ့ပြီးအယုဒယဘုရင်နိုင်ငံကိုစတင်တည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အယုဒယဟာတဖြည်းဖြည်းအင်အားကြီးလာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမြို့ဟာကုံသွေးကြီးလမ်းကြောင်းတွေရဲ့အလယ်မှာတည်ရှိနေကြလို့ပါ။တရုတ်ကုံသည်တွေအိန္ဒိယကုံသည်တွေအာရပ်နိုင်ငံတွေနဲ့ဥရောပတွေကကုံသည်တွေတောင်အယုဒယကိုလာရောက်ခဲ့ကြပါတယ်။သူတို့ဟာစံတစ်သားရွှေပိုးတယ်နဲ့တန်ဖိုးကြီးပစ္စည်းတွေကိုကုံသွယ်ခဲ့ကြပါတယ်။အချိန်ကြာလာတာနဲ့အမျှအယုဒယဟာအယံချမ်းသာလာခဲ့ပါတယ်။အဲ့ဒီအချိန်ကအယုဒယဟာကမ္ဘာပေါ်ကအကြီးဆုံးမြို့တွေထဲကတစ်ခုဖြစ်နိုင်တယ်လို့သမိုင်းပညာရှင်တချို့ကယူဆကြပါတယ်။ဒါပေမဲ့ချမ်းသာလာတာနဲ့အမျှရန်သူတွေလည်းပိုများလာခဲ့ပါတယ်။အယုဒယဟာအနီးနားကနေမြေတွေကိုသိမ်းပိုက်လာခဲ့ပြီးအင်အားကြီးတိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်စစ်ပွဲတွေလည်းမကြာခဏဖြစ်လာခဲ့ပြီးအထူးသဖြင့်တောင်ကူအယုဒယစစ်ပွဲများနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါတယ်။ဓမ္မနိုင်ငံနဲ့အယုဒယနိုင်ငံတို့ဟာနေမြေအာဏာနဲ့ကုံသွေးရေးလမ်းကြောင်းတွေကြောင့်မကြာခဏစစ်ဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့အယုဒယဟာအင်အားကြီးစစ်တပ်ရှိတာကြောင့်အချိန်တော်ကြာအောင်ရပ်တည်နိုင်ခဲ့ပါတယ်။သူတို့ဟာခံတပ်တွေစောက်ထားခဲ့ပြီးမြို့ပတ်လည်မှာမြစ်တွေရှိတာကြောင့်တိုက်ခိုက်ဖို့အရန်ခက်ခဲခဲ့ပါတယ်။1969ခုနှစ်မှာတော့အယုဒယဘုရင်နိုင်ငံရဲ့ကံကြမ္မာဟာပြောင်းလဲသွားခဲ့ပါတယ်။ရန်သူစစ်တပ်ဟာအယုဒယမြို့ကိုအကြီးအကျယ်ဝိုင်းရံတိုက်ခိုက်ခဲ့ပါတယ်။စစ်ပွဲဟာလပေါင်းများစွာကြာမြင့်ခဲ့ပြီးမြို့ထဲကလူတွေဟာအစားအစာနဲ့ရေပြတ်လက်လာခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အယုဒယရဲ့ကာကွယ်ရေးဟာအားနည်းလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ရန်သူစစ်တပ်ဟာမြို့ထဲကိုဝင်ရောက်နိုင်ခဲ့ပါတယ်။ဖျားเจ้าတွေနန်းတော်တွေစာကြည့်တိုက်တွေနဲ့မီးလောင်ဖျက်ဆီးခံခဲ့ရပါတယ်။လူအများပြားဟာထွက်ပြေးခဲ့ကြရပြီးတချို့ကတော့ဖမ်းဆီးခံခဲ့ရပါတယ်။တစ်ချိန်ကအာရှရဲ့အချမ်းသာဆုံးမြို့တွေထဲကတစ်ခုဟာမီးလောင်နေတဲ့မြို့ပြကြီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့အထိထိုင်းသမိုင်းမှာအယုဒယပျက်စီးသွားတဲ့နေ့ကိုအလွန်ဝမ်းနည်းဖွယ်အဖြစ်အပျက်တစ်ခုအဖြစ်မှတ်တမ်းတင်ထားကြပါတယ်။ဒါပေမဲ့အယုဒယဘုရင်နိုင်ငံပျောက်ကွယ်သွားပြီးနောက်မှာတော့ထိုင်းယဉ်ကျေးမှုဟာမပျောက်သွားခဲ့ပါဘူး။ကြံရှိနေတဲ့လူတွေဟာတခြားနေရာတွေမှာပြန်လည်စုစည်းခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဘန်ကောက်မြို့တော်အသစ်ဖြစ်လာခဲ့တာပါ။ဒါပေမဲ့အယုဒယရဲ့လွှမ်းမိုးမှုဟာဒီနေ့အထိဆက်လက်ရှိနေသေးပါ။ယနေ့အယုဒယမြို့အပျက်စီးများတွေကိုတွားကြည့်ရင်တစ်ချိန်ကတိုင်းပြည်တစ်ခုဘလောက်အင်အားကြီးခဲ့လဲဆိုတာကိုခန့်မှန်းနိုင်ပါတယ်။တိတ်ဆိတ်နေတဲ့အပျက်စီးတွေဟာအတိတ်ကစစ်ပွဲတွေရဲ့အမှတ်အသားတွေလိုဖြစ်နေပါတယ်။ဒီနေ့မှာတော့အယုဒယသမိုင်းဝင်ဟာကမ္ဘာလှည့်ခရီးသည်တွေအများဆုံးတွားတဲ့နေရာတွေထဲကတစ်ခုဖြစ်နေပါတယ်။ UNESCO ကမ္ဘာအမွေအနှစ်နေရာအဖြစ်လဲသတ်မှတ်ထားပါတယ်